ဒါပထမဆုံးအကြိမ် floating sound healing ပေါ့နော်လုပ်ထားတဲ့အတွေ့အကြုံလေးကိုမတရားအနေနဲ့ဗီဒီယိုရိုက်ထားတာပါဒါကတော့မနေ့ပေါ့နော်မျက်နှာရအိယာထထပြီးချင်းမမီတော့လို့ကိုမျက်နှာတစ်ပြီးရောမြင်မြန်ပြေးသွားရတယ်ကြည့်ပါအောင် view ကတအားလာတာပဲလို့သူမှခုံပေါက်နဲ့ကလေးတို့ပြောနေတာsound healing ဆိုတဲ့အတိုင်းပေါ့နော်ဟိုဒါကတော့ healing လောက်တာပေါ့ heal ဖြစ်မဖြစ်တော့မသိဘူးပေါ့နော်ဒါသူ့ရဲ့ရေတန်းနဲ့ဒါဒီကူပါဘိုးကသူတို့လောက်တဲ့အတန်လေးတွေကဒါကူနားထောင်လို့ကောင်းတယ်ပေါ့စိတ်ကိုနည်းနည်းတည်ငြိမ်အေးချမ်းစေတာပေါ့လေဒီမှာတတိထားမိတာဗာလဲဆိုတော့ဒီသူတို့အဲ့ဒီကပိုးလေးတွေကိုခြေထောက်နှစ်ခုကြားပေါ့နော်ခြေထောက်ကိုလည်းသူတို့ကချဲခိုင်းထားတာခြေထောက်နှစ်ခုကြားမှာတစ်ခုထားတယ်ပြီးတော့ချက်ပေါ်မှာတစ်ခုပြီးတော့ခေါင်းဘေးနားမှာတစ်ခုပေါ့လေအဲ့လိုလေးချထားတယ်ဟိုပေါ့နော်တေချာတော့မသိဘူးဒါပေမဲ့ကိုထင်တာကတော့လေအဲ့ဒါကဘာအတွက်လဲဆိုတော့ဒီ spinal cord ကိုအတီးပိတ်လုပ်တဲ့အနေနဲ့သူတို့ကဟိုလုပ်ချထားတယ်ပေါ့နော်ချထားတယ်လို့တော့ထင်တယ်ဟုတ်ချင်လည်းဟုတ်မှာမဟုတ်ချင်လည်းမဟုတ်ဘူးပေါ့လေဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် free join ရတာနဲ့တန်အောင်တော့free join ရတာဆိုတော့လည်းတန်ပါတယ်ပေါ့လို့ပြောရမယ်ဒီရေတန်လေးဒီသူတို့တီးတဲ့အတန်လေးတွေကလေတအားစိတ်ကိုအေးချမ်းစေတယ်ပေါ့တရားထိုင်မယ်ဆိုလို့ရှိရင်လေကြာနေလေဖြစ်တဲ့အပြင်အခုလိုမျိုးပေါ့နော်မနက်ခင်းကိုအေးချမ်းလေးဖြတ်တန်းလိုက်ရတာဆိုတော့ so super happy Friday ပေါ့လေအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye